္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Journey K Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့ Hanoi ကနေပြီးတော့ Ha Long Bay ကို One Day Cruise Tour နဲ့ဘယ်လိုသွားခဲ့လဲဆိုတဲ့အကြောင်းလေးကိုပြန်လည်မျှဝေပေးမှာပဲဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံကိုသွားလည်မယ်ဆိုလို့ရှိရင်ဟာလောင်းဘေကိုမဖြစ်မနေသွားရောက်လည်ပတ်တင်တာပဲဖြစ်ပါတယ်။ဟာလောင်းဘေကဆိုလို့ရှိရင်ကမ္ဘာသဘာဝအံ့ဖွယ်9ပါးထဲမှာတစ်ခုပါဝင်ဖြစ်ပြီးတော့ UNESCO အမွေအနှစ်နဲ့ရရှိထားတာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ One Day Cruise Tour လေးနဲ့ဘယ်လိုသွားရောက်ခဲ့သလဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးမှာရှင်းပြပေးမှာပဲဖြစ်ပါတယ်။ပိုးကွာကပတာကနေပြီးမှ One Day Cruise Tour ကိုလက်မှတ်ဖြတ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့သူတို့သတ်မှတ်ထားတဲ့နေရာကိုမနက်၈နာရီခွဲကိုအရောက်သွားရတာပဲဖြစ်ပါတယ်။အခုကားပေါ်မှာမြင်တွေ့နေရတဲ့သူဟာဆိုလို့ရှိရင်တော့ VNN Guide ဖြစ်ပြီးတော့သူဟာ Hanoi ကနေ Ha Long Bay ကိုသွားတဲ့ခီးစဉ်အကြောင်းကိုရှင်းပြပေးနေတာပဲဖြစ်ပါတယ်။ Ha Long Bay ကိုရောက်ဖို့ဆိုလို့ရှိရင် Hanoi ကနေပြီးတော့ကားနဲ့အနည်းဆုံး3နာရီလောက်စီးပြီးသွားရတာပဲဖြစ်ပါတယ်။ Everyone, as you know, we just finished our tour. Time to say goodbye. How the trip, everyone? Did you like it? ဟနွိုင်းကနေပြီးတော့ဟာလောင်းဘေကိုသွားတဲ့ခီးစဉ်ဟာဆိုလို့ရှိရင်3နာရီခန့်ကြာမြင့်တာဖြစ်ပြီးတော့လန်ခီးမှာ2နေရာသာရပ်ပေးတာပဲဖြစ်ပါတယ်ပထမတစ်နေရာရပ်ပေးတဲ့နေရာဆိုလို့ရှိရင်တော့ကားပေါ်မှာပါတဲ့သူတွေဘိုက်စားတယ်ဆိုလို့ရှိရင်စားလို့ရအောင်လို့ restaurant ခုမှာရပ်ပေးတာဖြစ်ပြီးတော့နောက်တစ်နေရာဆိုလို့ရှိရင်ဟာလောင်းဘေကိုရောက်ခံနေရာတစ်ခုဖြစ်တဲ့ဗီယက်နမ်လူမျိုးတွေရဲ့ပလဲကိုဘယ်လိုမျိုးအဆင့်ဆင့်ထုတ်လုပ်တယ်လဲဆိုတဲ့အကြောင်းကိုရှင်းပြတဲ့နေရာမှာကားရပ်ပေးတာပဲဖြစ်ပါတယ်အခုရောက်ရှိနေတဲ့နေရာဆိုလို့ရှိရင်တော့ဟာလောင်းဘေကိုသွားတဲ့လမ်းဘေးတနေရာကပလဲမြူဇီယံလို့ခေါ်တဲ့သူတို့ပလဲကိုကမာကောင်ကနေပြီးတော့ဘလို့အစင်းစစ်ထုတ်လုပ်တယ်လဲဆိုတာကိုလက်တွေ့ရှင်းပြပေးတဲ့နေရာမှာကားရက်ပေးတာပဲဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ခုနကကားပေါ်မှာပါလာတဲ့ guide ဟာအခုပလဲမြူဇီယံကပလဲအကြောင်းကိုရှင်းပြပေးမဲ့ guide စီကိုကျွန်တော်တို့ကားပေါ်မှာပါလာတဲ့သူတွေကိုဒီနားမှာနားထောင်သိကြတာပဲဖြစ်ပါတယ်CORE. This core non-plastic, non-porous, made from shell, high quality shell. We have machines cut it down like this to make the Russian different. Yeah. And then the membrane and the core stick closely inside the oyster. And this membrane stimulates first. ဒီပလဲမြူဇီယံမှာဆိုလို့ရှိရင်ပလဲတစ်လုံးကိုကမာကောင်ကနေပြီးမှအဆင့်ဆင့်ပလဲတစ်လုံးဖြစ်တဲ့အထိဘယ်လိုမျိုးလုပ်ရတယ်ဆိုတာကိုရှင်းပြပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကားလေးဟာဟာလောင်းဘေကိုဆက်လက်ပြီးတော့ခီးနေသွားတော့တာပဲဖြစ်ပါတယ် Wine and beer or a can of water. There's something that have a can of water for selling. If you want to buy water, you can buy can of. Wow, the wind's so cool. ဒါကတော့ဟာလောင်းဘေကိုသွားမဲ့ cruise သင်္ဘောကြီးတွေရဲ့စုရက်နေရာဖြစ်ပြီးတော့ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကားပေါ်ကပါလာတဲ့လူတွေဟာ၄ယောက်တစ်ဖွဲ့၅ယောက်တစ်ဖွဲ့တည်စုပြီးတော့ကိုယ်သင်္ဘောကိုတက်ကြရတာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာဆိုလို့ရှိရင်တော့ဟာလောင်းဘေကိုသွားမဲ့သင်္ဘောတွေကိုစုရက်ထားတဲ့သင်္ဘောစိတ်ကမ်းမြင်ခွင့်ပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့သင်္ဘောတွေဟာဆိုလို့ရှိရင်တော့ဒီသင်္ဘောတွေအားလုံးဟာလောင်းဘေကိုသွားမဲ့အပျော်စီးသင်္ဘောတွေပဲဖြစ်ပါတယ် Hello everyone, can you just wait here a second for me please? Henry Group, we are here.
ဒါကတော့ကျွန်တော်တို့ရဲ့သင်းမောဖြစ်ပြီးတော့ကျွန်တော်တို့သင်းမောရဲ့နာမည်ဟာဆိုလို့ရှိရင်တော့ Hercule Premium Cruise ပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဝန်ထမ်းတွေဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုနှမ်းပြီးနှုတ်ဆက်နေတာပဲဖြစ်ပါတယ်သင်းမောဘော်ကိုရောက်ပြီဆိုတာနဲ့သင်းမောဘော်မှာရှိနေတဲ့ဒီ BNN ကိုင်းဟာဆိုလို့ရှိရင်တော့ဟာလောင်းပေကိုသွားမဲ့ခီးစဉ်အကြောင်းကိုရှင်းပြပေးနေတာပဲဖြစ်ပါတယ်ဒီသင်းမောကနေပြီးတော့ဟာလောင်းပေကိုသွားမဲ့ခီးစဉ်မှာဆိုလို့ရှိရင် activity 3ခုပါဝင်မှာဖြစ်ပြီးတော့အဲ့ဒီ activity 3ခုအကြောင်းကိုအသေးစိတ်ရှင်းပြပေးနေတာပဲဖြစ်ပါတယ် Responsible for everything happening today on the first floor of Hercules boat. And next to me is my co-worker Henry. During the tour, if you need anything, please come to see us. We will be very happy. You can spare that free time about 50 minutes hiking, swimming, relaxing, enjoying the sceneries of the island. It's free time for you, but you can choose. သင်းမောဘော်က BNN ကိုက်ရှင်းပြနေတာဟာဆိုလို့ရှိရင်တော့အခုဟာလောင်းပေ trick ခီးစဉ်မှာပါဝင်မဲ့ activity တွေဟာဆိုလို့ရှိရင်၃ခုရှိပြီးတော့ number 1ကတော့ TikTok Island လို့ခေါ်တဲ့ TikTok ချုံကိုတွားရောက်မှာဖြစ်ပြီးတော့ number 2ကတော့သူတို့ရဲ့နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့အရန်နာမည်ကြီးတဲ့ Samsei ကူကိုတွားရောက်လည်ပတ်ရမှာပဲဖြစ်ပါတယ်။ number 3 activity ဟာဆိုလို့ရှိရင်တော့ kayaking motorboat တွေနဲ့အတူလေလော်ခြင်း motorboat စီးခြင်း activity တွေကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်။အခုမိတ်ဆွေတို့မြင်တွေ့နေရတာဆိုလို့ရှိရင်တော့ဟာလောင်းပေ area ပဲဖြစ်ပါတယ်ဒီဟာလောင်းပေ area ထဲမှာဆိုလို့ရှိရင်ကျွန်းပေါင်း2000နီးပါးရှိပြီးတော့အထူးကျပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်းပေါင်း1969ကျွန်းတိရှိတာပဲဖြစ်ပါတယ်ဒီဟာလောင်းပေ area ဆိုလို့ရှိရင်ကမ္ဘာသဘာဝအံ့ဖွယ်9ပါးထဲမှာတစ်ခုပါဝင်ဖြစ်ပြီးတော့ UNESCO Heritage အဖြစ်2ကြိမ်တိမှတ်တမ်းဝင်ထားတာပဲဖြစ်ပါတယ်တလောင်းလားတဲ့ကျွန်းတောင်ကြီးတွေနဲ့ပတ်သက်ပြီးတော့ BNN လူမျိုးတွေယုံကြည်ကြတဲ့ဒဏ္ဍာရီပုံမြင်တစ်ခုလည်းရှိတာပဲဖြစ်ပါတယ်။ပိုးရှည်ရှည်တုန်းကဆိုလို့ရှိရင်ရန်သူတွေဟာ BNN လူမျိုးတွေကိုပင်လယ်ပြင်ငဲကနေဖြတ်ပြီးတော့လာရောက်တိုက်ခတ်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့ငကားတွေဟာကူညီပေးခဲ့ပြီးတော့ငကားတွေကအန်ထုတ်လိုက်တဲ့ပလဲတွေဟာဆိုလို့ရှိရင်ကြောက်ဆောင်ကြောက်တန်းတွေဖြစ်ပြီးတော့ရန်သူတွေကိုကာကွယ်စေခဲ့တာပဲဖြစ်ပါတယ်။ငကားတွေဟာရန်သူတွေကိုတိုက်ခတ်ရင်းနဲ့အောင်နိုင်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီနေရာကနေမပြန်ဘဲနဲ့ပင်လယ်အော်ထဲမှာပဲအခြေချပြီးငိမ့်ချမ်းစာနေထိုင်သွားကြတဲ့အတွက်ကြောင့်မို့လို့ဒီနေရာကိုဟာလောင်းလို့ခေါ်ကြတာပဲဖြစ်ပါတယ်။ BNN ဘာသာစကားနဲ့ဟာလောင်းဆိုတာဆိုလို့ရှိရင်တော့ငကားဆင့်သက်ရနေနေလို့အဓိပ္ပာယ်ရရှိတာပဲဖြစ်ပါတယ်။ဟာလောင်းပေရဲ့အသေးစိတ်ထူးခြားချက်တွေကိုပြောရမယ်ဆိုလို့ရှိရင်ဒီဟာလောင်းပေမှာရှိတဲ့ကြောက်ဆောင်ကြီးတွေဟာဆိုလို့ရှိရင်မနေ့တနေ့ကမှဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းတန်း900ကျော်ကလေးကပင်လယ်ရေအောက်ထဲမှာရှိခဲ့တာပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ထူးခြားချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အခုဒီဟာလောင်းပေမှာဆိုလို့ရှိရင် Red Biodiversity လို့ခေါ်ဆိုနိုင်ပြီးတော့ဇီဝမျိုးစုံမျိုးကွဲတွေတော်တော်များများရှိတာပဲဖြစ်ပါတယ်။ဒီဟာလောင်းပေ area မှာဆိုလို့ရှိရင်အပင်မျိုးစိတ်ပေါင်း900ကျော်တည်ရှိပြီးတော့တိရစ္ဆာန်မျိုးစိတ်ပေါင်း450ကျော်တည်ရှိတာပဲဖြစ်ပါတယ်အထူးသဖြင့်ကတ်ပါလန်ကာလို့ခေါ်တဲ့မြောင်မျိုးစိတ်ဟာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာအခုဒီဟာလောင်းပေနေရာတဝိုက်မှာပဲတွေ့ရတဲ့ရှားပါမျိုးစိတ်ပဲဖြစ်ပါတယ်ဟာလောင်းပေရဲ့နောက်ထပ်ထူးခြားတဲ့အချက်ဟာဆိုလို့ရှိရင်တော့ရာသီအလိုက်ပြောင်းလဲနေတဲ့အလားတရားပဲဖြစ်ပါတယ်။နွေရာသီမှာဆိုလို့ရှိရင်တော့ရေပြပြနဲ့နေရာအောက်မှာအရန်လှပနေပြီးတော့ဆောင်းရာသီဆိုလို့ရှိရင်မြူတွေဝေနေပြီးတော့ကြောက်ကြောင်ကြီးတွေမြူတွေကြားမှာပေါ်လိုက်ပြောက်လိုက်နေတကယ်ရုပ်ရှင်ကြည့်ရတယ်လို့ဖီးကိုခံစားရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ငယ်ငယ်ကကြည့်ဘူးခဲ့တဲ့နာမည်ကြီး Skate Iceland ဆိုတဲ့ဇာတ်ကားကြီးကိုလည်းအခုဒီဟာလောင်းပေမှာပဲရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ On the Sebeco
အခုမြင်တွေ့နေရတာဆိုလို့ရှိရင်တော့တင်မောပေါ်မှာပါလာတဲ့ BNN Guide Henry တွေဟာအခုကျွန်တော်တို့တွားရောက်မဲ့ T-Tot Island ရဲ့သမိုင်းကြောင်းဆိုင်ရာကိုရှင်းပြပေးနေတာပဲဖြစ်ပါတယ်။ T-Tot Island ဆိုလို့ရှိရင်တော့ပြင်သစ်လူမျိုးတို့ကဒီကျွန်းကိုတွေ့မြင်ခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့ဗမာလိုအဓိပ္ပာယ်ပြန်ရမယ်ဆိုလို့ရှိရင်တော့မိမလကျွန်းလိုအဓိပ္ပာယ်ပြန်ရမှာပဲဖြစ်ပါတယ်။ အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့နေရာဆိုလို့ရှိရင်တော့ TikTok Island ပဲဖြစ်ပါတယ်ကျွန်တော်တို့ social media TikTok မဟုတ်ဘဲနဲ့သူ့ရဲ့ TikTok ဟာဆိုလို့ရှိရင်တော့ TITOP ဆိုပြီးတော့စလုံးပေါင်းတာပဲဖြစ်ပါတယ်TikTok Island ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဟာတောင်ထိပ်ကိုတက်နေကြတာပဲဖြစ်ပါတယ်။တောင်ထိပ်ကနေပြီးတော့ Panorama View ကိုမြင်တွေ့ရဖို့အတွက်အခုလမ်းအတိုင်းပဲကျွန်တော်တို့ tourist တွေဟာဆိုလို့ရှိရင်တော့တောင်ထိပ်ကိုရောက်ဖို့အတွက်ခက်ခဲအခုလိုတက်နေကြရတာပဲဖြစ်ပါတယ်။တောင်ပေါ်ကနေလမ်းမြင်ရတဲ့မြင်ကွင်းဟာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အခုမြင်ရတဲ့အတိုင်းပဲတကယ်ကိုထူးခြားဆန်းပြလှပပြီးတော့ရင်သက်ရှုမောဝဲရရှုခင်းတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။တောင်ထိပ်ကို15မိနစ်20လောက်ထိတက်ခဲ့ရပေမဲ့လည်းတောင်ပေါ်ရောက်သွားပြီဆိုလို့ရှိရင်တော့အခုလိုအရန်လှပတဲ့မြင်ကွင်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။တောင်ထိပ်ကနေဓာတ်ပုံနဲ့ဗီဒီယိုတွေရိုက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့တောင်အောက်ကိုပြန်ဆင်းခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့တောင်အောက်ဆင်းမှာဆိုလို့ရှိရင်လည်းတခြား cruise က tourist တွေဟာဆိုလို့ရှိရင်တောင်ထိပ်ကနေ panorama view ကိုကြည့်ဖို့အတွက်သူတို့ဟာအခုလိုပဲတက်ရောက်လာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့တောင်အောက်ကိုဆင်းပြီပဲဖြစ်ပါတယ်တောင်ပေါ်ကနေပြန်ဆင်းပြီးတော့တောင်အောက်ကကမ်းခြေနာကိုရောက်တဲ့ခါမှာဆိုလို့ရှိရင်လည်းအခုလိုအရန်လှပတဲ့ရှုခင်းတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရဆိုလို့ရှိရင်တော့ကမ်းခြေမှာတပ်ပုံနဲ့ဗီဒီယိုတွေရိုက်နေကြတဲ့ tourist အများပြပဲဖြစ်ပါတယ်။ဒီဗီယက်နမ်နိုင်ငံကိုလာနေတဲ့တိုးတစ်တွေထဲမှာဆိုလို့ရှိရင်တောင်ကိုရီးယားနိုင်ငံသားတော်တော်များများလာရောက်လေပတ်တာကိုတွေ့မြင်ရပြီးတော့ကျွန်တော်တို့အာရှကဆိုလို့ရှိရင်လည်းအိန္ဒိယနိုင်ငံသားတော်တော်များများလည်းလာရောက်လေပတ်တာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။ဥရောပနိုင်ငံသားတွေကဆိုလို့ရှိရင်တော့သူတို့အတွက်ဒီဗီယက်နမ်နိုင်ငံဟာတော်တော်လေးကိုဈေးပေါ်ပြီးတော့လေပတ်လို့ကောင်းတဲ့နိုင်ငံလို့နာမည်ကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥရောပနိုင်ငံသားတော်တော်များများဟာဆိုလို့ရှိရင်ဗီယက်နမ်နိုင်ငံကိုလာရောက်လေပတ်ကြတာပဲဖြစ်ပါတယ်။ တ
ဗီယက်နမ်နိုင်ငံဆိုလို့ရှိရင်အခုဒီ3နှစ်အတွင်းမှာတိုရီဇမ်လောကမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံကိုတောင်မှရေမောင်တန်းလာနိုင်ပြီးတော့ခီးသွွားတော်တော်များများစိတ်ဝင်စားတဲ့နိုင်ငံဖြစ်ပြီးတကယ်သဘာဝအလှပတွေအများကြားရှိတဲ့နိုင်ငံပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့မြင်ကွင်းဟာဆိုလို့ရှိရင်လည်းတကယ်ကိုအပြင်မှာတော်တော်လေးကိုလှပတာပဲဖြစ်ပါတယ် ဗီယက်နမ်နိုင်ငံရဲ့ငွေကြေးဟာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ငွေကြေးထက်ပိုပြီးဖောင်းပွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့နိုင်ငံရဲ့ငွေကြေးအနေထားနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ငွေဟာလည်းသုံးပြော်တယ်လို့ပြောဆိုရမှာပဲဖြစ်ပါတယ်။အခု one day cruise day tour မှာဆိုလို့ရှိရင်ဒေါ်လာ50ပေးရပြီးတော့ဒီဒေါ်လာ50ထဲမှာဆိုလို့ရှိရင်ခုနက expert ကားရဲ့အခု activity 3ခုရဲ့အပါအဝင်အစားအသောက်ကျွေးမွေးတာတွေပါပါဝင်သေးတဲ့အတွက်ကြောင့်မို့လို့ဒီခီးစဉ်ဟာတန်တယ်လို့ပဲပြောရမှာပဲဖြစ်ပါတယ်။ အခုဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဟနွိုင်းကနေပြီးမှဒီ one day cruise tour ကိုဘယ်လိုသွားခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုပဲတင်ပြပေးထားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာတွေကဆိုလို့ရှိရင်တော့ TikTok Island activity တစ်ခုတည်းသာပါဝင်သေးတာဖြစ်ပြီးတော့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ channel activity နှစ်ခုကိုတင်ပြပေးမှာဖြစ်တဲ့အကြောင်းမို့လို့အခုကျွန်တော်ဗီဒီယိုလေးကိုချိန်နေတတ်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးကြလို့ရပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာဆိုလို့ရှိရင်တော့ TikTok Island မှာအချိန်တစ်နာရီခွဲလောက်လည်ပတ်ပြီးလို့နောက်ထပ် activity နှစ်ခုကိုထပ်မံပြုလုပ်ဖို့လို့အတွက်ကျွန်တော်တို့စီးနှင်းလာတဲ့သင်္ဘောကြီးပေါ်ကို tourist တွေဟာပြန်လည်တက်ရောက်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာဆိုလို့ရှိရင် channel activity နှစ်ခုကိုတင်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့လို့တောင်းဆိုပါတယ်။